ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့လူငယ်ကိုသမားလေးမိုက်ပန်နာအကြောင်းကိုပြောရအောင်ပေါ့နော်။ ချယ်ဆီကမိုက်ပန်နာကိုဂျန်တင်းကနေပြီးတော့ခေါ်လိုက်တယ်။အဲ့နောက်မှာသူတို့ရဲ့မိတ်ဖက်ကလပ်ဆက်စထရာဘော့ကိုအငှားချလိုက်တယ်။ဆိုတော့ဆက်စထရာဘော့မှာလည်းအရှင်ပြေတဲ့အနေအထားမျိုးရှိတယ်။မိုက်ပန်နာဟာလက်ဆွမ်းပြနေတဲ့ကိုသမားလို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာကျွန်တော်ပြည်သက်တွေကတော့ကျွန်တော်တို့အသင်းမှာရှိတဲ့ Robert Sanchez ပေါ့နော်။ Robert Sanchez ကိုသဘောမကျဘူး။ကိုသမားတစ်ခေါ်ရင်ခေါ်မခေါ်ရင်မိုက်ပန်နာနဲ့အစားထိုးဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးပြည်သက်တွေကမြင်နေကြတယ်ပြောနေကြတယ်ဆိုတော့ဒီနေ့မှာကျွန်တော်မျိုးပြောမယ်ဆိုတော့ကျွန်တော်မိုက်ပန်နာနဲ့ပတ်သက်ပြီးတော့ပထမဆုံးမြင်တဲ့အမြင်ကဘာလဲဆိုတော့ဒီမလေးကလက်စွမ်းတော့ကောင်းတယ်အည်သွေးရှိတာတော့မှန်တယ်ဒါပေမဲ့စိတ်ချရပါမလားဆိုတဲ့အတွေးမျိုးတော့ရတယ်ပေါ့နော်ဒီကောင်မလေးကိုမြင်တဲ့အခါမှာဘသူ့ကိုပြေးမြင်လဲဆိုတော့ကျွန်တော်တို့ဒီကော်တိုရစ်ကိုပြေးမြင်တယ်ပေါ့နော်မနက်ပြောရင်တော့မလီမယာတန်းပြောရင်ကော်တိုရစ်ကိုပြင်းမြင်တဲ့အကြောင်းကြီးကလက်ဆွမ်းကြောင်တော့မဟုတ်ဘူးအရက်မောင်းကြောင်ပေါ့နော်အသက်က21ဝန်းကျင်ပဲရှိသေးတယ်အရက်မောင်းက6ပင်နဲ့9လက်မထိရှိတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုမြင်တဲ့အရက်မောင်းဖြစ်တယ်အဲ့ဒီအရက်မောင်းမြင်တာကြောင့်မို့လဲသူက high claim တွေကောင်းတယ်ပေါ့နော်အမြင်မောထွက်ဆွဲတာတွေတော်တော်ကောင်းတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ရဲ့ကိုသမား Robert Sanchez လည်းအမြင်မောတွေမှာအားတာတယ်လို့အချက်လက်တွေမှာတော့ဖော်ပြထားတယ်ဒါပေမဲ့Robert Sanchez ကအားတာတယ်လို့ပြောတာကျွန်တော်လက်တွေ့မှာတော့မြင်ပေါ်ထွက်ဆွဲတဲ့နေရာတွေမှာမတေချဘူးပုတ်ထုတ်တာကများတယ်ပေါ့နော်ဒီမက်ပန်နာနဲ့အဲ့ဒီနေရာမှာကွာခြားတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာထူဆန်းစွာပဲပေါ့နော်မိုက်ပန်နာကစူပါကီပါတော့မဟုတ်ဘူး Robert Sanchez ကတော့စူပါကီပါလည်းရှားတဲ့အနေအထားမျိုးဖြစ်တယ်ဒါပေမဲ့အမားတွေတော့များတယ်ပေါ့နော်ဆိုတော့မိုက်ပန်နာကငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့ဘာမဆိုတော့ဖြစ်လာနိုင်တာမျိုးကိုရှိသေးတယ်ပေါ့နော်ဆိုတော့ပြောရရင်မိုက်ပန်နာကိုလည်းချယ်ဆီမှာမမြင်ကျင်သေးဘူးမမြင်ကျင်သေးဘူးဆိုတာကအသက်ငယ်သေးလို့ပေါ့နော်အသက်ငယ်သေးတဲ့အခါမှာသူ့ရဲ့ experience ကပွဲကြီးတွေတိုးပါမလားဆိုတဲ့ခံစားချက်မျိုးရတယ်တိုးမှလည်းမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ငါချလိုက်တာကတော့အဆင်ပြေတဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆတယ်ဘလို့အခုလက်ရှိဆက်စထရာဘောက်မှာရှိနေဆိုဆက်စထရာဘောက်မှာပဲထားလိုက်တာကတော့ပို့ပြီးတော့တင့်တော်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်တို့ဒီကော်တိုရစ်လုံးကလည်းချက်ချင်းအသုံးပြုတာမျိုးမဟုတ်ဘူးအငှားချပြီးမှနောက်ဆုံးမှချယ်ဆီကိုပြန်ရောက်လာတဲ့အနေအထားမျိုးဆိုတော့ပြောရရင်မိုက်ပန်နာကဒီကော်တိုရစ်တို့လိုပီတာချက်တို့လိုဖြစ်လာပါမလားဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့မိုက်ပန်နာကအည်သွေးရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်မိုက်ပန်နာကိုလည်းမင်းကမခေါ်ဘူးကွာငါချမယ်ဆိုတော့ကျွန်တော်တို့ Robert Sanchez နဲ့အဆင်ပြေပါမလားဆိုတော့မေးခွန်းရှိတယ်ပြောရရင်မပြေဘူးပေါ့ Robert Sanchez နဲ့လည်းရေရှည်သွားတဲ့ခီးတစ်ခုမှာအဆင်မပြေဘူးဆိုတော့ဒီကုန်းမှမကောင်းဘူးလို့မပြောချင်ဘူးအတန်တင့်ပေါ့နော်သူ့စင်နဲ့အတန်တင့်တော့ကောင်းတယ်လို့ပြောလို့ရတဲ့ကိုသမားဖြစ်တယ်ဒါပေမဲ့ရေရှည်မှာတော့အဆင်မပြေဘူးလို့ပြောလို့ရတယ်တကယ်တိုက်တယ်ကို challenge လုပ်ချင်တယ်ဆိုရင်တော့ကိုသမား Robert Sanchez နဲ့ဘလို့မှအဆင်မပြေဘူးဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကိုသမားအစ်ခေါ်ရတော့မယ်မင်းဘသူ့ကိုကြိုက်လဲပေါ့ဆိုတော့ညီကိုတို့ဘသူ့ကြိုက်လဲတော့ကျွန်တော်မသိဘူးပေါ့နော်ကြိုက်တဲ့ကိုသမားရှိရဆိုရင်လည်းကိုမမှာမှတ်ချက်ပေးဖို့ကျွန်တော်တောင်းဆိုတယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့ကိုသမားဆိုရင်တော့လက်ရှိတာပေါ်တူဂီရဲ့လက်ရွေးစင်ဒီဂိုကိုစတာကိုကျွန်တော်တော်တော်လေးသဘောကျတယ်လက်ရှိကျွန်တော်တို့ချယ်ဆီနဲ့နံပါတ်ထွက်နေတဲ့ပြင်သစ်လက်ရွေးစင်ကိုသမားမိုက်မန်နန်ထက်ကိုကျွန်တော်ကပို့ပြီးတော့ဒီဂိုကိုစတာကိုပို့ပြီးသဘောကျနှစ်ချိုက်တယ်ဆိုတော့ကျွန်တော်အလိုရဆိုရင် Robert Sanchez ထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေဒီဂိုကိုစတာကိုခေါ်မယ် Robert Sanchez ကိုအရင်ထားမယ်သူအရင်ထားလို့မနေချင်ဘူးဆိုရင်လည်းထွက်သွားလိုက်ပေါ့ဗျာကျွန်တော်ပြဿနာမရှိဘူးဆိုတော့ဒီနေ့မှာယောဂင်ဆန်တော့ရှိတယ်ယောဂင်ဆန်ကတော့ထွက်မှာတေချာသလောက်ရှိတယ်ဆိုတော့ယောဂင်ဆန်အကြောင်းကျွန်တော်ထည့်ပြောစရာမလိုတော့ဘူးဆိုတော့ကျွန်တော်လိုရဆိုရင်ဒီဂိုကိုစတာကိုခေါ်လိုက်မယ် Robert Sanchez သူအရင်မှနေချင်တယ်ဆိုရင်နေလိုက်မနေချင်လည်းထွက်သွားလိုက်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ယောက်ထပ်ပြီးတော့ရှာမယ်အနေထားမျိုးဆိုတော့ဒီနေ့မှာမိုက်ပန်နာကိုပြန်ခေါ်လိုက်ပါလားဆိုရင်မိုက်ပန်နာကိုကျွန်တော်ဒီအရင်မှမထားချင်ဘူးသူ့ဘွဲထွက်ခွင့်ကိုပဲပေးချင်တယ်ဆိုတော့အဲ့တော့မိုက်ပန်နာကိုလည်းထားလို့မရဘူးဒီယိုကိုစတာကိုလည်းခေါ်မယ်ဆိုရင်Robert Sanchezလည်းထွက်သွားမယ်ဆိုရင်နောက်တစ်ယောက်တော့လိုလေအောင်မယ်အခုလက်ရှိချယ်ဆီမှာ
စလိုနီနာရှိရပေါ့နော်ဆိုတော့စလိုနီနာကိုအရန်ဖြစ်ထားမယ်ဆိုရင်လည်းအဆင်ပြေနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့လာမယ့်ရာသီမှာတစ်ဖက်တစ်ပွဲပဲကံမဲ့အနေအထားမျိုးမှာကိုသမားကအရန်ကြီးလိုတယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒီ domestic cat တွေလောက်မှာပဲဒီအရန်ကိုသမားလေးနဲ့နှစ်ပါးသွားပြီးတော့တကယ် Premier League ပွဲကြီးတွေမှာဆိုရင် Diego Costa နဲ့ရှစ်ဆက်လို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိ Diego Costa နဲ့တော့သတင်းကတော့မတက်နေသေးဘူးပေါ့နော်ပြီးခဲ့တဲ့တလားလောက်ကတော့ Diego Costa နဲ့သတင်းလေးတက်လာတယ်ဒါပေမဲ့လက်ရှိ update မှာတော့ဘယ်ကိုသမားနဲ့မှကို Chelsea ကအသက်မထွက်သေးတာပြောရရင် Robert Sanchez ကတော့အဆင်မပြေဘူးကိုသမားတယောက်ခေါ်ဖို့ logo လိုအပ်တယ်ဆိုတော့ဒါတော့ Mike Bernal နဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ထဲမှာတွေးရပါတော့ဆိုတော့တွေးမိတဲ့လောက်ကိုကျွန်တော်မျိုးကျွန်တော်ပြောခဲ့တာဖြစ်တယ်ဒီကိုတော့ဘယ်လိုမြင်ကြလဲဆိုတော့ဒီကိုသမားလေးကို Chelsea မှာနေရာပေးတင်ပြီလားဒါမှမဟုတ်ကျွန်တော်လိုပဲကျွန်တော်အမြင်လိုပဲပေါ့နော်ငါချမယ်ကျွန်တော်တို့လိုအပ်မှပြန်ပြီးတော့ခေါ်သုံးမယ်ဆိုတာမျိုးပဲလုံးတင်လားညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြီးတော့မှပြန်တွေ့ပါမယ်